ဟိုက်ကိုင်းအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ရဆိုရင်ပဲကျွန်တော်တောင်ကြီးကနေကျွန်တော်မိုင်35မိုင်လောက်သွားရတယ်နောင်မွင်ကျေးရွာကိုခေါ်တော့မှဖြစ်ပါတယ်အဲ့ရွာကနေကိုထပ်ပြီးတော့အဝေးကြီးသွားရသေးရပေါ့နော်နတ်ကျုံကျွန်တော်ရေတခွန်ရေကပေါ့နော်အဲ့ရန်တကူကြီးပါတယ်လူသူကြီးလည်းသွားတော့သွားဖို့ကျွန်တော်ခေါ်တော့မှဖြစ်ပါကျွန်တော်ခုမှ first time ရောက်ဖို့တာဆိုတော့ကျွန်တော်လည်းအားလုံး like ချက်ကြည့်အောင်ပေါ့နော်ဒီလိုမျိုးတော့တော့သွားဖို့မှရောက်โอเคကျွန်တော်ရဲ့ဘလော်လေးကနည်းနည်းရှည်တော့ကြာနည်းနည်းကျွန်တော်ကြော်လိုက်ပါမယ်ခင်ဗျာကျွန်တော်လည်းတူတူအားလုံး like ကြည့်အောင်ပါခင်ဗျာမြင်နေလားနည်းနည်းရနေကျွန်တော်တို့မြင်ရင်လည်းဘိုးပြူပဲလေကဲခုကဆိုရင်ကျွန်တော်တို့သွားနေပါပြီခင်ဗျာရောက်ပါတော့မယ်ဟိုရှေ့မှာမြင်နေရတဲ့တောအုပ်ကြီးတွေကိုရောက်ပါတော့မယ်ခင်ဗျာအရန်စက်သိန်းနေထအရန်ကိုကြီးတဲ့နတ်ကြီးတဲ့နေရာတနေရာပေါ့နော်တကယ်လူသူသွားလာလဲနဲပါတယ်အားနဲ့ကျွန်တော်ကနေဖြည်းဖြည်းသွားတယ်ရောင်းသွားတယ်ပေါ့နော်ကျွန်တော်ဖြည်းဖြည်းချင်းကားလေးကိုသွားတယ်ဖျားစာတရားစာတွေရွတ်ပြီးတော့ကျွန်တော်သွားတယ်ကဲဟိုရှေ့မှာဆိုရင်နည်းနည်းရောက်ဖို့နီးလာပါပြီကျွန်တော်လည်းဟိုမြို့ကန်ကြီးပြောထားတော့ကြာကျွန်တော်လည်းစက်သိန်းထားတာနဲ့ကြောက်နဲ့မောင်းနေရပေါ့နော်တကယ်လဲကြောတွေလည်းချမ်းလာပါပြီစက်သိန်းတွေလည်းထားရပေါ့နော်အရန်ကြောက်စရာကောင်းပါတယ်ဒီလိုနဲ့ကျွန်တော်တဖြည်းဖြည်းမောင်းလာတယ်ပေါ့နော်ဖြည်းဖြည်းချင်းမောင်းလာတယ်လမ်းတွေကလည်းသွားရသူတွေကနဲသွားပြီပေါ့နော်အဲ့တော့တောင်းကလည်းအရန်ထူတတ်တော့အုံမိုင်းနေတော့ကြာဗျာတောတန်တွေကလည်းတောခေါင်တောင်းအကောင်ပလောင်တန်တွေကလည်းဟိန်းနေရတယ်ပေါ့နော်ကြားနေရတယ်ကျွန်တော်အရန်စက်သိန်းတွေကထနေပြီဗျာအားနေကျွန်တော်မောင်းလာတယ်ပေါ့နော်တတိုင်းရှေ့မှာကျွန်တော်ဗီဒီယိုကျွန်တော်ရိုက်လာတယ်ပေါ့ရှေ့မှာတွေ့သွားတော့မယ်ဟိုးခရရှေ့မှာမြင်လိုက်လားမသိဘူးเนาะကျွန်တော်မိတ်ဆွေများကျွန်တော်ဒီလောက်ဖျားတရားစာကျွန်တော်စိတ်ထဲလည်းရွတ်လာတာကိုအဲ့လိုမျိုးပေါ့เนาะမထင်မှတ်ဖဲနဲ့တခုပေါ့ကျွန်တော်တက်တုံးကြီးကိုဝုန်းဆိုဝန်းတိုက်တယ်လို့ဖြစ်တယ်ဗျာကျွန်တော်လုံးဝစက်သိန်းကြီးရန်ထပြီးတော့ပြန်ပြေးခြင်းစီပေါ့ဒါပေမဲ့ကားဝင်လို့မရဘူးဗျာဒီဘေးမှာကျွန်တော်အလဲမှာရက်ခဲ့တယ်အကုန်လုံးလောချပြီးတော့ကျွန်တော်ဝင်လာတယ်ဖြည်းဖြည်းချင်းကျွန်တော်တို့ဖျားစာတရားစာရွတ်ပြီးတော့ဝင်လာတယ်တောက်လျှောက်လမ်းလျှောက်လာတယ်ပေါ့နော်ဟိုးရှေ့မှာမြင်နေရတာဟိုနတ်စင်ပေါ့နော်ဒီနတ်စင်ရဲ့ဒီဘယ်ပေးလေးမှာဒီစင်မြင်တဲ့နေရာဒီစင်တတိယမျိုးပေါ်တာတတိယခုနဒီနားမှာချုပ်ခဲ့ကြနော်ဒီမှာနန်ကားတွေဒီမှာအဲ့ဒီရွာကန်ကတယောက်ကပြောပြရပါတော့အဲ့ဒီနန်ငါးတွေကိုတဲ့ဟိုဘက်ရွာကောင်းလေး3ယောက်ကလာပြီးတော့ဖမ်းတာတယ်ပေါ့နော်ဖမ်းပြီးတော့စားပြီးတော့တခါတည်းဖမ်းပြီးတော့အဲ့နာမှာမိချစ်တွေပိုင်းနဲ့တခါတည်းกินစားတာပေါ့နော်အဲ့စားတာကိုငယ်ဆုံးကလေးလေးကသူ့လူကြီးမိဘတွေပြောထားတာသူကမစားဘူးပေါ့နော်အားနဲ့သူကမစားဘူးမဖမ်းဘူးထင်ပါတယ်ဟိုနှစ်ယောက်ကတော့ဖမ်းပြီးတော့กินပြီးတော့အဲ့မှာစားတော့ကြာသူတို့စားရလဲပြီးတော့ကြာအဲ့ငါးတွေကိုခစားပြီးတော့ကြာပြန်တာပေါ့ပြန်တဲ့ချက်နောက်မှာတော်မိလိုက်တာပေါ့ဗျာမီးလုံးကြီးကသူတို့3ယောက်နောက်ကိုလိုက်လာတာစုံမီသဘောမျိုးပေါ့ဗျာလိုက်လာတာပေးတယ်ရာခင်းလေးလည်းပေးရလည်းမလွတ်ဘူးအားနဲ့အဲ့2ယောက်ကအစားတကောင်2ယောက်ကကလေးလေး2ယောက်ကတစ်ပင်မော်တက်ပေးတာပေါ့နော်တစ်ပင်မော်ဒီလိုက်တာအိမ်မှာတခါလေးမီးလောင်ပြီးတော့သေးတာအဲ့ကလေးလေးကတော့ရွာဘက်ဒီရောက်တော့ဟိုကလေးလေးတယောက်ကမစားတဲ့ကလေးလေးကတော့လွတ်သွားတယ်ဗျာအားနဲ့မိဘတွေခေါ်လူကြီးမိဘခေါ်ပြီးတော့ကလေးသွားကြည့်တော့ကြာ2ယောက်ကသေနေတာပေါ့နော်မီးလောင်ပြီးတော့သေနေတာအရန်တကူကြီးတဲ့နတ်ကြီးတဲ့နေရာပါငါးကြီးတွေကလည်းတထောင်ကြော်တယ်ဗျာကြီးသားကြီးတွေကြောက်စရာကြီးတွေတောတိုင်ကြီးတွေကလည်းဟိနေရပေါ့နော်အဲ့ဒါကျွန်တော်တို့ကဒီရွာဘက်ရှမ်းရွာဘက်ကငါးစာတွေဝယ်ပြီးတော့ဒုတကဝယ်ပြီးတော့အဲ့ငါးတွေကိုတွားပြီးတော့ကျွေးတာပေါ့နော်အဲ့တိုင်ကူတွေကဗျာကူတွေကနေအဲ့ကြောက်ကူတွေတဘောမျိုးတွေကနေအဲ့ငါးကြီးတွေကထွက်တော်လာတာဗျာတကယ်အောင်းစရာကောင်းပါတယ်အရန်နဲ့ကြောက်စရာကောင်းတယ်ဒီနေရာဒီဆိုတာတကယ်တမ်းလဲမသွားသင့်တဲ့နေရာတွေပေါ့နော်ကျွန်တော်တို့ကတော့စူးစမ်းလေ့လာကျွန်တော်နည်းနည်းသွားကြည့်လိုက်တာပေါ့နော်သွားမယ်ဆိုတော့ကျွန်တော်မိတ်ဆွေများသွားမယ်ဆိုတော့အဖွဲလိုက်သွားပါအဲ့လိုမျိုးစကားပေါက်ကန်းစည်းလဲပြောလို့မရအောင်စကားမောင်းလို့လည်းမရအောင်ခင်ဗျာကျွန်တော်တို့အကြံပေးချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအားလုံးပြီးထီအောင်ကြည့်ပေးတဲ့အတွက်ဒီတူတယောက်ချင်းစီကိုအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ